ကျွန်ုပ်တို့နေထိုင်တဲ့ကမ္ဘာမြေကြီးအကြောင်းကိုလူသားတွေကအချိန်ကြာမြင့်စွာစဉ်းစားသုံးသပ်ခဲ့ကြတယ်။သူရဲ့ကလေးတွေကစခဲ့ကြတယ်။သူတို့အများစုကြားသိခဲ့ကြတာကဒီတိရစ္ဆာန်တွေကိုတတ်တာဟာသူတို့မိဘတွေအတွက်ကာကွယ်လုပ်ဖို့ပဲလို့နားလည်ထားကြတယ်။ဒီလိုနဲ့တနေ့မှာအာဗျာနဲ့သူ့သားတို့ဘုရားသခင်ကိုရစ်ပူဇော်ပွဲတစ်ခုလုပ်ဖို့ပြင်ဆင်ခဲ့ကြတယ်။အာဗျာရဲ့သားကအခုဆိုရင်အရွယ်ရောက်ခဲ့ပါပြီ။အရင်ကလည်းဒီပူဇော်ပွဲမျိုးအကြိမ်ကြိမ်လုပ်ခဲ့ဘူးဟာရှိပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့အရင်တုန်းကနဲ့မတူတော့ဘူး။ဒီရက်မတိုင်ခင်ဘုရားသခင်ကအာဗြဟံကိုပြောခဲ့တာကတော့သူ့သားကိုယူပြီးဘုရားသခင်ကိုပူဇော်ဖို့ပါပဲ။အာဗြဟံကဘုရားသခင်ကိုနာခံတဲ့လူတစ်ယောက်ပါ။ဒါပေမဲ့အခုအချိန်မှာသူဘာတွေတွေးတောပြီးဘယ်လိုခံစားနေရမလဲ။သူတို့မှာထင်းနဲ့မီးရှိတယ်။ရစ်ကောင်ဗမာလေလို့သူ့သားကမေးတဲ့အခါဘုရားသခင်ကသိုးတငယ်ကိုပြင်ဆင်ထားပါလိမ့်မယ်လို့အာဗြဟံကပြန်ပြောခဲ့တယ်။ဒီလိုနဲ့ချင်းချက်တဲ့နေရာကိုသူတို့အတူတူသွားခဲ့ကြတယ်သူတို့သားအဖရစ်ပလင်ကိုပြင်ဆင်ပြီးထင်းတွေစီထားလိုက်တယ်။ဘုရားသခင်ကအခုချိန်ထိတခြားရစ်ကောင်မပေးသေးပါဘူး။ဒါကြောင့်အာဗြဟံကသူ့သားဣဇက်ကိုချီနှောင်ပြီးရစ်ပလင်ကိုတင်လိုက်တယ်။ဒီအချိန်ထိတခြားဘာရစ်ကောင်မှမရှိသေးပါဘူး။အာဗြဟံကသားကိုတတ်ဖို့ဓာတ်ကိုကင်မြောက်လိုက်တဲ့အချိန်မှာကလေးကိုလက်နဲ့မထိခိုက်နဲ့ဆိုတဲ့စကားသံကောင်းကင်ဘုံကထွက်ပေါ်လာတယ်။ပြီးတော့အဲ့ဒီအနားမှာပဲခြုံပုတ်ထဲမှာဂျိုနဲ့ညှိနေတဲ့သိုးထီးတစ်ကောင်ရှိတယ်။ဒါဟာအာဗြဟံရဲ့သားနေရာမှာရစ်ပူဇော်ဖို့ရစ်ကောင်ကိုဘုရားသခင်ပြင်ဆင်ပေးခြင်းဖြစ်တယ်။အတိတ်ဘယ်ကတော့ဘုရားသခင်ဟာတနေ့မှာလူသားများအတွက်အပြစ်ဖြေရန်ရစ်ကိုပေးမယ်ဆိုတဲ့အကြောင်းပဲဖြစ်တယ်။အာဗြဟံကိုကောင်းကြီးပေးသလိုသူ့အဖြစ်မြေကြီးပေါ်ကလူစုတွေအားလုံးကိုလည်းကောင်းကြီးပေးဖို့ဘုရားသခင်ကဂတိပေးခဲ့တယ်။အာဗြဟံရဲ့သားဣဆက်ရဲ့သားယာကုပ်တို့ကိုလည်းအလားတူဂတိတော်ပေးခဲ့ပါတယ်။အခုနှစ်တွေကြာပြီးတဲ့နောက်ယာကုပ်ကသား12ယောက်ထွန်းကားခဲ့တယ်။ဒါပေမဲ့ယောသပ်လို့ခေါ်တဲ့သားတစ်ယောက်ကိုတော့သူအယမ်းချစ်တယ်။ဒါကြောင့်ယောသပ်အကိုတွေကသူ့ကိုမနာလိုစိတ်တွေများလာကြတယ်။ဒါကြောင့်သူတို့ယောသပ်ကိုဖမ်းပြီးတွင်းနဲ့ပစ်ချကြတယ်။နောက်တော့သူတို့ကယောသပ်ကိုအေဂုတုပြည်ကိုသွားတဲ့ကုန်သည်တွေစီမှာရောင်းစားခဲ့ကြတယ်။ယောသပ်ရဲ့အင်ကြီးကိုသွေးတွေနဲ့လိမ့်ကြံပြီးသူ့ကိုတားရဲတိရစ္ဆာန်တစ်ကောင်ကိုက်တက်သွားပြီလို့ဖခင်ကြီးယုံလောက်အောင်လိမ်လည်ပြောဆိုခဲ့ကြတယ်။ယောသပ်ကအေဂုတုပြည်ထဲကိုကျွန်တယောက်အဖြစ်နဲ့ဝင်ရောက်ခဲ့တယ်။ဒါပေမဲ့ဘုရားရှင်ကယောသပ်ကိုအေဂုတုပြည်မှာအကြီးအကဲအရာရှိများကိုအစေခံရတဲ့သူအဖြစ်နေရာချထားခဲ့တယ်။အဲ့ဒီအချိန်မှာယောသပ်ဟာအေဂုတုပြည်တစ်ပြည်လုံးကိုအုပ်စိုးတဲ့ဖာရောဘုရင်ရဲ့ရှေ့တော်မှောက်ကိုခေါ်ယူခြင်းခံခဲ့ရတယ်။ဘုရင်ကအိမ်မက်တစ်ခုရဲ့အ내အဓိပ္ပာယ်ကိုပြန်ဆိုပေးဖို့ယောသပ်ကိုတောင်းဆိုခဲ့တယ်။မြေကြီးပေါ်မှာကြာရောက်မဲ့အစာခေါင်းပါခြင်းဒုက္ခကြီးနဲ့ပတ်သက်တဲ့အိမ်မက်ရဲ့မှန်ကန်တဲ့အ내အဓိပ္ပာယ်ကိုဘုရားရှင်ကယောသပ်ကိုဖွင့်ပေးခဲ့တယ်။ဖာရောဘုရင်ကယောသပ်ကိုသဘောတော်တွေ့ခဲ့တယ်။ဒါကြောင့်အေဂုတုပြည်တစ်ပြည်လုံးပေါ်မှာအာဏာရှိသူအဖြစ်ယောသပ်ကိုခန့်အပ်ပေးခဲ့တယ်။အခုဆိုမြေကြီးပေါ်မှာငတ်မွတ်ခြင်းဘေးကြီးရောက်လာပြီးခါနာန်ပြည်ကယောသပ်ရဲ့မိသားစုလည်းဒီဆင်းရဲဒုက္ခကြီးကိုခံစားရတာပေါ့။အေဂုတုပြည်မှာတော့ယောသပ်ရဲ့တူလောင်ယုံတွေမှာစားနပ်ရိက္ခာတွေအပြည့်ဖြည့်ထားပြီးဖြစ်တယ်။သူအကိုတွေရဲ့တစ္ဆာဖောက်စွန့်ပစ်ခြင်းကိုခံခဲ့ရပေမဲ့ယောသပ်ကသူ့မိသားစုကိုချစ်နေတော့မှာပဲ။ယောသပ်ကိုဖျားသခင်ကအခွင့်အာဏာရှိတဲ့နေရာမှာခန့်ထားတာကြောင့်
သူမိသားစုတွေအေဂုတုပြည်မှာလာရောက်နေထိုင်ခွင့်ရလို့အစာငတ်မချင်းပေးကြီးကလွတ်မြောက်ခဲ့တယ် My beloved son. ဒါဟာသူတို့အားဖြင့်လူမျိုးအပေါင်းကိုကောင်းချီးပေးမယ်ဆိုတဲ့ဖရာသခင်ရဲ့ဂတိတော်ပြည့်စုံခြင်းဖြစ်တယ်လူမျိုးစုတွေဟာမိမိနိုင်ငံမဟုတ်တဲ့တိုင်းတစ်ပါးမှာလာရောက်နေထိုင်ခွင့်ရတာဖြစ်တယ် နှစ်ပေါင်း350ကြာပြီးတဲ့နောက်အာဗြဟံဣဇက်ယာကုပ်တို့ရဲ့အမျိုးအနွယ်တွေကအေဂုတ်တုပြည်မှာရှိနေသေးပါပဲသူတို့ဟာအလွန်တိုးပွားများပြားလာပြီးသူတို့ကိုဟေပြဲလူတွေလို့လူသိများလာကြတယ်ဒီအချိန်မှာဖာယောဘုရင်အသစ်ဟာဟေပြဲလူတွေအလွန်တိုးပွားများပြားလာခြင်းကိုကြောက်ရွံ့စိုးရိမ်လာတယ်သူကဟေပြဲလူတွေကိုနီးအမျိုးမျိုးနဲ့တားဆီးနှိပ်စက်ခဲ့ပြီးမြဲသူတို့ကဆက်ပြီးတိုးပွားနေကြတယ်ဒီတော့ဟေပြဲမိသားစုတိုင်းမှာတားယောက်ျားလေးမွေးလာရင်တပ်ပစ်ဖို့အမိန့်ထုတ်ခဲ့တယ် So be it. များသောအားဖြင့်ဒီအကြံစီမှာစာတန်ကတစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ပုံရတယ်။ဒါပေမဲ့ဖျားသခင်ထံမှာပိုပြီးမြင့်မားတဲ့အကြံစီတော်ရှိခဲ့တယ်။ဖျားသခင်ကိုယုံကြည်ကိုးစားတဲ့ဟေပြဲမိခင်တယောက်ကသူ့သားလေးကိုတစ်ခက်နဲ့ရက်လုထားတဲ့ချင်းထဲမှာထည့်ပြီးဖာယောဘုရင်ရဲ့သမီးတော်ရေကစားတဲ့မြစ်ကမ်းဆက်မှာထားခဲ့တယ်။ဖာယောဘုရင်ရဲ့သမီးတော်ဟာဟေပြဲကလေးကိုတွေ့တော့ခေါ်သွားပြီးသူ့ကလေးလေးအဖြစ်မွေးစားခဲ့တယ်။သမီးတော်ကကလေးကိုမောရှေလို့နာမည်ပေးခဲ့ပြီးဟေပြဲကလေးလေးဟာအေဂုတ်ထုမင်းသားလေးအဖြစ်ကြီးပြင်းလာတယ် Like your own mother. Promise. On your feet. အခုမောရှေလူကြီးတယောက်ဖြစ်လာတဲ့အခါမှာအေဂုတ်တုလူတယောက်ကဟေပြဲလူတယောက်ကိုရိုက်ပုတ်နေတာမြင်တော့သူကအေဂုတ်တုလူကိုတတ်ပစ်လိုက်တယ်ဖာယောမင်းရဲ့အပြစ်ပေးခံရမှာကိုကြောက်လို့မောရှေကတောအရက်ကိုထွက်ပြေးခဲ့ပြီးနှစ်40လောက်တိုးရင်းအဖြစ်နဲ့နေထိုင်ခဲ့တယ်။တနေ့မှာဘုရားသခင်ကမောရှေကိုခြုံပုတ်ထဲမှာရှိတဲ့မိတော့ကနေထင်ရှားပြခဲ့တယ်။ခြုံပုတ်ဟာမိလောင်ကျွမ်းမသွားပဲမိတောက်နေတဲ့ခြုံပုတ်ထဲကဘုရားသခင်ကမောရှေကိုစကားပြောခဲ့တယ်။ Here. ဘုရားသခင်ကမောရှေကိုသူ့လူမျိုးတွေစီပြန်ပြီးသူတို့ကိုအေဂုတ်တုပြည်ကနေခေါ်ထုတ်ဖို့နဲ့ဘုရားသခင်ကမောရှေနဲ့အတူရှိမယ်ဆိုတာကိုဂတိပေးခဲ့တယ်။မောရှေကကြောက်ပေမဲ့လည်းဘုရားစကားကိုနားထောင်ခဲ့ပါတယ်။ မောရှေအေဂုတ်ထုပြည်ကိုပြန်သွားတယ်ပြီးတော့သူ့ကိုအာယုန်နဲ့အတူဖာရောဘုရင်ရဲ့ရှေ့တော်ကိုဝင်ခဲ့တယ်ဖာရောဘုရင်ကဟေပြဲလူတွေအတွက်ဆိုရင်စိတ်ဓာတ်ခက်ထန်တယ်မာကြောတယ်သူတို့ကိုအေဂုတ်ထုပြည်ကနေထွက်ခွင့်ပေးဖို့ညှင်းဆိုတယ်ဒါကြောင့်ဘုရားသခင်ကအေဂုတ်ထုပြည်မှာကတ်ဆိုးတွေအစင်လိုက်ကြားရောက်စေတယ်ဟေပြဲလူတွေကတော့အဲ့ဒီကတ်ဆိုးဒုက္ခတစ်ခုမှမခံစားရပါဘူးကတ်ဆိုးဒုက္ခတွေတစ်ခုစီပြီးတိုင်းဖာရောဘုရင်ကတော့ဟေပြဲလူတွေကိုလွတ်ဖို့ Will not ညှင်း let ဆန် your နေ people တော့ go. Then hear what God says. ဘုရားသခင်ကဟေပြဲမိသားစုတိုင်းကိုတိုးတကောင်စီတတ်ပြီးသွေးကိုသူတို့အိမ်တကားထုတ်မှတုတ်လိန်ထားဖို့မိန့်မာခဲ့တယ်။အဲဒီနောက်ဘုရားသခင်ဟာအေဂုတ်တုပြည်မှာရှိတဲ့သားဦးများနဲ့တိရစ္ဆာန်ဦးများကိုသေစေခဲ့တယ်။ဒါပေမဲ့တကားထုတ်မှအသွေးတုတ်လိန်ထားတဲ့အိမ်ထဲမှာရှိတဲ့လူတွေအားလုံးကိုတော့အသက်ချမ်းသာခွင့်ပေးခဲ့ပါတယ်။ဥယျာဉ်တဲကအာဒံနဲ့အေဝါလိုတောင်ပေါ်ကအာဗြဟံနဲ့သူ့သားတို့ရဲ့အဖြစ်မျိုးလိုပဲဒါဟာစာတန်ရဲ့အပြစ်နဲ့သေခြင်းတရားကနေလူတွေကိုတစ်နေ့မှာကယ်တင်နိုင်ဖို့ရစ်ပူဇော်မှုတစ်ခုဘယ်လိုအစားထိုးဝင်ရောက်လာမလဲဆိုတဲ့ပုံရိပ်အနောက်နောက်ဆုံးမှာတော့ဖာယောဘုရင်ကဟေပြဲလူစုတွေကိုအေဂုတ်ထုပြည်ကနေထွက်ခွာဖို့ခွင့်ပြုခဲ့တယ်။သူတို့လည်းအေဂုတ်ထုပြည်ကနေထွက်ခွာလာခဲ့ကြတယ်။ဒါပေမဲ့ဖာယောမင်းကစိတ်ပြောင်းသွားပြီးသူ့ရဲ့စစ်တပ်ကြီးနဲ့ဟေပြဲလူတွေကိုပင်လယ်ဆက်နားထိအောင်လိုက်ဖမ်းတယ်။
ပြဲလူတွေအတွက်ဖျားသခင်ကပင်လယ်ကိုနှစ်ပိုင်းခွဲလိုက်ပြီး6တွေ့တဲ့မြေကြီးပေါ်မှာဖြတ်လျှောက်သွားစေခဲ့တယ်။အေဂုတုလူတွေသူတို့နောက်ကိုလိုက်လာတဲ့အခါဖျားသခင်ကသူတို့အပေါ်မှာပင်လယ်ရေတွေပြန်ပြီးဖုံးလွှမ်းစေခဲ့တယ်။စစ်တီတွေအားလုံးကိုလည်းတည်စေခဲ့တယ်ဖျားသခင်ကဟေဘဲလူတွေကိုအေဂုတုကနေတိနာတောင်စီခေါ်ဆောင်လာခဲ့တယ်။ဒီနေရာမှာဖျားသခင်ကဟေဘဲလူတွေဖျားရဲ့စကားကိုနာခံမှုရှိရင်ဖျားသခင်ပိုင်ထိုက်သောဘာနာတော်ဖြစ်ကောင်းချီးပေးမယ်။လူမျိုးအလုံးထဲမှာသင်တို့ဟာငါအတွက်ဖျားရွေးကောက်တဲ့လူမျိုးဖြစ်လိမ့်မယ်လို့မွဲ့ဆိုခဲ့တယ်။ဖျားသခင်မွဲ့ဆိုသည်များဘာမဆိုလုပ်မယ်လို့သူတို့ကပြောခဲ့တယ်။ပြီးတော့လျှက်စီးလက်ချင်းမိုးကြိုးတန်မိကူမီးရှံနေတဲ့အတူဘုရားသခင်ဟာတောင်ပေါ်ကိုကြွဆင်းလာခဲ့တယ်။မောရှေကဘုရားသခင်နဲ့တွေ့ဖို့တောင်ပေါ်ကိုတက်သွားတယ်။သူတို့ဘလို့အသက်ရှင်ရမယ်ဘလို့ကောင်းကြီးခံစားရမယ်ဆိုတဲ့ပြည့်ညတ်တော်တွေကိုဘုရားသခင်ကကြောက်ပြားပေါ်မှာရေးပြီးမောရှေကနေတဆင့်ဟေဘဲလူတွေကိုပေးလိုက်တယ်။ဒီရာဟာမြင့်မြတ်တဲ့ကိုးစားခြင်းနဲ့တန်ရှင်းတဲ့စင့်ခေါ်ခြင်းပဲဖြစ်ပါတယ်။အကြောင်းကတော့ပြည့်ညတ်တော်တွေဟာဘုရားသခင်ရဲ့အကြံစီနဲ့နီလန်းများပဲဖြစ်ပါတယ်။အပြစ်ဆိုတဲ့ကူးဆက်ယောဂါကြောင့်လူတိုင်းမှာအပြစ်ရှိပြီးဒီပြည့်ညတ်ချက်တွေကိုလိုက်နာနိုင်မှာမဟုတ်ဘူးဆိုတာကိုဘုရားသခင်သိထားခဲ့တယ်။ဒါကြောင့်ဘုရားသခင်ကမောရှေကိုလူတွေထဲမှာဘုရားသခင်ကိန်းဖို့ရှိနေဖို့တန့်ရှင်းမြင့်မြတ်တဲ့နေရာတစ်ခုဘယ်လိုတည်ဆောက်ရမယ်ဆိုတာကိုပြောပြခဲ့တယ်။အဲ့ဒီနေရာမှာအပြစ်အတွက်တရိษံတွေတတ်ပြီးရစ်ပူဇော်ဖို့ဖြစ်တယ်။ But the Lord your God, you shall have no other gods before me. တရိษံတွေရဲ့အသွေးဟာဘုရားသခင်ရဲ့ရှေ့မှာလူတွေရဲ့အပြစ်တွေကိုဖုံးအုပ်ပေးရုံအတွက်သာဖြစ်စေပါတယ်။ဒါပေမဲ့ဒီရစ်ပူဇော်မှုအဖြစ်သူတို့ရဲ့အပြစ်တွေကိုမဖြေလွတ်ပေးနိုင်ပါဘူး။ သူတို့ရဲ့ဘိုးဘေးတွေကိုဖျားရှင်ဂတိပေးခဲ့တဲ့အတိုင်းခါနန်ပြည်မှာဟေဘဲလူတွေများပြားလာခဲ့တယ်။ကာလကြာမြင့်လာတဲ့အခါဟေဘဲလူတွေရဲ့တိတာထင်ရှားတဲ့ဉာဏ်အမျှော်အမြင်များဟာအမျိုးမျိုးသောထုံတန်းစင်လာတွေနဲ့အတူဖွင့်ဖြိုးလာပါတယ်။တိုင်းပြည်ရဲ့မြို့တော်ယေရုရှလင်မှာတန်ရှင်းရာဌာနဖြစ်တဲ့ဗိမာန်တော်တည်ဆောက်ပြီးအဲ့ဒီဗိမာန်တော်မှာအပြစ်တွေကိုဖုံးအုပ်ဖို့ရစ်ပူဇော်ခဲ့ကြတယ်။ ဟေဘဲလူတွေကတစ်ပေါင်းတစ်ထောင်ကျော်လောက်ဘုရားသခင်ရဲ့အမိန့်တော်အတိုင်းကြိုးစားပြီးတော့အသက်ရှင်လက်လျှောက်ကြတယ်။ဒါပေမဲ့ချိန်ပန်များစွာဘုရားသခင်ထံကဝေးလွင့်ခဲ့ကြတယ်။တစ်ခါတလေမှားယွင်းတဲ့ဘုရားတွေတော့ပါသွားလိမ့်ရှိတယ်။ဘုရားသခင်ဘက်ကိုသူတို့ပြန်မလဲတဲ့အခါတိုင်းတပါးလူမျိုးသားတွေကသူတို့တိုင်းပြည်ကိုဝင်ရောက်သိမ်းပိုက်စေပြီးသူတို့ကိုဆုံးမခဲ့တယ်။အဲ့ဒီအခါမှသာဟေဘဲလူတွေဟာသူတို့ရဲ့တစ္ဆာမရှိခဲ့မှုတွေကိုတရိယာဝန်ခံပြီးကဲတင်မဆဖို့ဘုရားသခင်ကိုတောင်းပန်ကြတယ်။သူတို့ရဲ့ဖိနှိပ်ညှင်းဆဲခံရမှုတွေကလွတ်မြောက်စေဖို့ဘုရားသခင်ကခေါင်းဆောင်တူပေါ်ထွက်စေခဲ့တယ်။ဒီလိုနဲ့ပဲလူတွေကဘုရားသခင်ရဲ့တရားလမ်းအတိုင်းအသက်ရှင်မယ်လို့ပြန်ဝန်ခံကြတယ်။ ဒီဟေဘဲလူတွေဟာကောင်းကြီးခံစားရကနေကျွန်ဘဝဖြစ်လိုက်ပြီးတော့ကောင်းကြီးခံစားလိုက်တခါကျွန်ဘဝပြန်ရောက်လိုက်နဲ့ထပ်ခါတစ်ခါဖြစ်ခဲ့ကြတယ်တကယ်တော့သူတို့ဟာဒီလောကကြီးမှာဘုရားသခင်ရဲ့ဘုန်းထင်ရှားစေဖို့ခေါ်ထားခြင်းခံရသူတွေဖြစ်ပါတယ်ဒါပေမဲ့အပြစ်တရားကလောကကြီးထဲမှာဝင်ရောက်ကူးဆက်ပြန့်နှံ့နေတော့သူတို့ဟာကြဆုံးခြင်းမရှိဘဲနဲ့တရားလမ်းအတိုင်းမလျှောက်လှမ်းနိုင်ကြပါဘူးအေဒင်ဥယျာဉ်ထဲမှာကတည်းကကယ်တင်ရှင်တစ်ပါးဆေလွတ်မယ်လို့ဘုရားဂတိတော်ရှိခဲ့တယ်။တနေ့သောအခါမှာအပြစ်နဲ့သေခြင်းတွေကိုထာဝရအောင်နိုင်မဲ့ကယ်တင်ရှင်တစ်ပါးနဲ့ပတ်သက်ပြီးယာနဲ့ချီတဲ့ဂတိတော်တွေကိုဟေဘဲပြောဖက်တွေအားဖြင့်ဘုရားသခင်ကပေးထားခဲ့ပါတယ်။ဗိမာန်တော်တဲကတရက်ပြီးတရက်တစ်နှစ်ပြီးတစ်နှစ်မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ရစ်ပူဇော်ခြင်းကပြန့်တက်လာတဲ့မိโกငွေတွေဟာဟေဘဲလူတွေကိုကယ်တင်ရှင်လိုအပ်နေတယ်ဆိုတာအမြဲတတိပေးလျက်ရှိပါတယ်
ဒါပေမဲ့သူကဘယ်တော့လာမှလဲဘယ်လိုလာမှလဲအခုအချိန်မှာကောတချို့ကအချိန်ကြာမြင့်စွာစောင့်ရတော့ကယ်တင်ရှင်ဟာတကယ်ကောလာမှလာပါမလားလို့တန်တရားရှိနေကြတယ်နှစ်ထောင်ချီစောင့်မျှော်ရင်နောက်ဆုံးမှာတော့ဂတိတော်ရှိခဲ့တဲ့အတိုင်းဖြစ်လာခဲ့ပါပြီ။ညတညမှာနာဇရက်မြို့တဲကမာရိလို့ခေါ်တဲ့မိန်းမငယ်အပြူကညာလေးစီကိုမမျှော်လင့်ထားတဲ့ဧည့်သည်တူရောက်လာခဲ့တယ်။ဖျားသခင်ရဲ့ကောင်းကင်တမန်တစ်ပါးကမာရိကိုတားယောက်ျားလေးမွေးဖွားရလိမ့်မယ်။အဲ့ဒီကလေးကိုယေရှုလို့နာမည်ပေးရမယ်လို့ပြောတယ်။ယေရှုဆိုတာကျွန်ုပ်တို့ရဲ့ကယ်တင်ရှင်သခင်လို့အဓိပ္ပာယ်ရတယ်။မာရိကဟေဗြဲအမျိုးသမီးဖြစ်တာကြောင့်ဂတိတော်ထားတဲ့ကယ်တင်ရှင်အကြောင်းသိမြင်ပြီးသားဖြစ်တယ်။ဒါပေမဲ့အခုလိုကြားလိုက်ရတော့မာရိအံ့ဩတုန်လှုပ်ပြီးစိတ်ပူပန်ရှုပ်ထွေးသွားတယ်။ကျမကအပြိုစင်ပါဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့မေးခဲ့တယ်။ဖျားသခင်ရဲ့ဝိညာဉ်တော်တင့်ပေါ်တက်ရောက်ပြီးဗဒိတ်တည်းတီးလိမ့်မယ်။နောက်ပြီးဒီကလေးကိုဖျားသခင်ရဲ့သားတော်လို့ခေါ်ကြလိမ့်မယ်လို့ကောင်းကင်တမန်ကပြန်ပြောတယ်။ဖျားသခင်ရဲ့အကြံစီတော်စတင်ပါပြီဒီလိုဖြစ်လာလိမ့်မယ်လို့ဘယ်သူကစိတ်ကူးမိမှာလဲရှေးတုန်းကဖျားသခင်ရဲ့ဂတိတော်တွေကစပြီးသုံးသက်စဉ်းစားရမှာအပြစ်တရားကိုအောင်နိုင်ဖို့ဖျားသခင်ကအပြစ်ကင်းစင်တယ်လို့ဒီကယ်တင်ရှင်ဟာလည်းအပြစ်ကင်းစင်သူဖြစ်တယ်နှစ်ကာလတွေတခြားလုံးဖျားသခင်ဂတိထားတဲ့ကယ်တင်ရှင်ဟာဖျားသခင်ကိုတော်တိုင်လူအသွင်ခံယူလာလိမ့်မယ်လို့ဘယ်သူကမျှော်လင့်မိမှာလဲမာရိကဟေဗြဲလူယောသတ်နဲ့ထိမ်းများဖို့ဂရုပြုခဲ့ပြီးပြီမာရိမှာဗဒိတ်တွေရှိနေပြီဆိုတာယောသတ်သိလိုက်ရတော့ပူပင်တော့ခါရောက်ခဲ့ရတယ်ဒါပေမဲ့ယောသတ်ရဲ့အိမ်မက်ထဲမှာကောင်းကင်တမန်တစ်ပါးရောက်လာပြီးဒီကလေးဟာဖျားသခင်ရဲ့တန်ရှင်းသောဝိညာဉ်တော်အားဖြင့်ဖြစ်တယ်ပြီးတော့လူတွေကိုအပြစ်ကနေကယ်တင်မဲ့သူဖြစ်တယ်ဆိုတာပြောခဲ့တယ်ဒါကြောင့်ယောသတ်ကမာရိကိုဇနီးမယားအဖြစ်သိမ်းပိုက်ပြီးခလီဖွားမြင်လာတဲ့အထိအပြိုစင်တယောက်လိုတန်ရှင်းစွာနေထိုင်စောင့်ရှောက်ခဲ့တယ်အဲ့ဒီကာလတွေမှာဟေဗြဲနယ်မြေတွေဟာလူမျိုးခြားတွေရဲ့တိမ့်ပိုက်အုပ်ချုပ်မှုခံနေရတယ်ဒီဘရင်ကတကောင်စရင်ကောက်ယူဖို့လူတိုင်းကိုယ်ဇာတိဒေသမှာစရင်သွင်းရမယ်လို့အမိန့်ထုတ်ခဲ့ဒါကြောင့်မွေးဖွားကာနီးမာရိနဲ့ယောသတ်တို့ကအလွန်ဝေးကွာတဲ့အရက်ကဘဲလင်မြို့လေးစီကိုခရီးထွက်ခဲ့ကြတယ်ဒါပေမဲ့ဘဲလင်မြို့မှာလူတွေပြည့်ကျပ်နေလို့မာရိအတွက်တဲခိုစီယာအိတ်စီယာနေရာမရှိလို့နွားတင်းကုတ်ကြီးတစ်ခုထဲမှာသူတို့နားခိုခဲ့ကယ်တင်ရှင်ဖြစ်တဲ့ဖျားသားတော်ဟာဒီလောကထဲကိုအလွန်သိငယ်တဲ့ကလေးငယ်အဖြစ်နဲ့ဝင်ရောက်လာမယ်ဆိုတဲ့ဂတိတော်ပြည့်စုံခဲ့ပါပြီ။ရာစုနှစ်များစွာကြိုတင်ပြောခဲ့တဲ့ဟေဗြဲပယောဖက်တွေရဲ့ဗျာဒိတ်ကတော့တနေရာမှာဟေဗြဲလူတွေကိုအုပ်စိုးမဲ့သူဟာအပြိုစင်တစ်ယောက်ကနေမွေးဖွားလာမယ်ဆိုတာပါပဲ။ဒီကလေးမွေးလာမယ်ဆိုတာဟိုးရင်ထာဝရကာလရက်များကလေးကပြောဆိုခဲ့ကြတာပါ။သူဟာအတိတ်ကာလကနေထာဝရကာလအထိတည်နေလိမ့်မယ်။မာရိအားပြောထားတဲ့အတိုင်းပဲဒီကလေးကိုယေရှုလို့နာမည်ပေးခဲ့တယ်။ Hail to him the stars! I'll bring down their stars! I'll snuff them out in blood! This is my world! I will not share it! အခုချိန်မှာဟေဗြဲတိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘုရင်ကတော့ဟေရုမင်းလို့ခေါ်တယ်ဟေရုမင်းကအလွန်ဆိုးညစ်တဲ့ဘုရင်တစ်ပါးပါဘု
ရင်ဖြစ်လာမယ်လို့ပြောတဲ့ဒီကလေးရဲ့သတင်းကြားတဲ့အခါယေရှုဖွားမြင်တဲ့ဒေသမှာနှစ်နှစ်အောက်သားယောက်ျားတွေအကုန်လုံးတပ်ပစ်ဖို့အမိန့်ပေးခဲ့တယ် But your majesty, kill them all! အခုလိုကြောက်မက်ဖွယ်အကြောင်းမဖြစ်ခင်ကတည်းကကောင်းကင်တမန်တစ်ပါးကယေရှုကိုခေါ်ပြီးအေဂုတ္တုပြည်မှာသွားနေပါဖျားသခင်ကခေါ်မှပြန်လာပါလို့ယောသတ်ကိုပြောခဲ့တယ်ဖျားသခင်ကမောရှေလေးကိုစိုးညစ်တဲ့ဘုရင်လက်ကကယ်နှုတ်ခဲ့တယ်လို့ပဲဒီနေ့မှာလူတွေကိုအပြစ်ကကယ်တင်မဲ့အရှင်ဖြစ်လာမဲ့ယေရှုကိုလည်းစိုးညစ်တဲ့ဘုရင်လက်ကကယ်နှုတ်ခဲ့တယ်ယောသတ်မာရိနဲ့ယေရှုတို့ဟေဘရဲတိုင်းပြည်ကိုပြန်လာကြပြီးတဲ့နောက်နာဇရက်မြို့မှာပဲအခြေချနေထိုင်ခဲ့ကြတယ် လူငယ်လေးတစ်ယောက်ဖြစ်တဲ့ယေရှုဟာခွန်အားဉာဏ်ပညာတွေနဲ့ကြီးထွားလာတယ်။သူ့ရဲ့ဖျားသခင်အကြောင်းသိကျွမ်းနားလည်မှုကိုဟေဘရဲကျမ်းတတ်ဆရာတွေကတော့အံ့ဩခဲ့ကြတယ်။နောက်ပြီးဖျားသခင်ကိုစကားပြောတဲ့အခါသူကဖျားသခင်ကိုအဖာလို့ခေါ်တယ်။ဖျားသခင်ရဲ့ကျေးဇူးတော်ဟာသူ့အပေါ်မှာတက်ရောက်နေတယ်။သူကိုသိတဲ့လူတွေရှေ့မှာမျက်နှာပွင့်ခဲ့တယ် ယေရှုဟာကလေးရွယ်ကနေကြီးပြင်းတဲ့အထိအပြစ်ကင်းစွာကြီးပြင်းခဲ့တယ်ယေရှုအသက်